ယထာဘူတာယုံတစ်ခုမှာခရီးသွားအုပ်စုတစုဟာမုန်တိုင်းပြီးသွားတဲ့အထိအိမ်ပြန်နိုင်ဖို့စောင့်နေကြပါတယ်လူတိုင်းပြင်းစီနေကြလို့ရှော့ဝတ်ဆန်းကျဲတဲ့လူတစ်ယောက်ကသူ့ရဲ့ဇလန်တွေလည်းကပခုကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်လူတစ်ယောက်ရဲ့ chatbot t-shirt ကနေလှုံ့ဆော်မှုရလိုက်ပါတယ်အထူးစစ်တူရင်ဖျားခွဲအတွင်းမှာကမ္ဘာချန်ပီယံအကီရာဟာ Super Blue လို့ခေါ်တဲ့အဆင့်မြင့်ကွန်ပျူတာနဲ့ရှင်းပြနေပါတယ်အကီရာဟာတစ်စက္ကန့်ကိုလှုပ်ရှားမှု3ခုသာတွက်ချက်နိုင်ပြီးမြဲကွန်ပျူတာကတော့လှုပ်ရှားမှုတန်းနိုင်လာကျော်လှုပ်ဆောင်နိုင်ပါတယ်အားနည်းချက်ကတော့အတော်လေးထင်ရှားပြီးပရိသတ်အများပြားကသူတို့ကိုကြည့်ရှုနေကြတာကြောင့်ဖိအားတွေကအလွန်အမြင်များပြားနေပါတယ်ရှေလျားပြီးရှုပ်ထွေးတဲ့ပွဲစဉ်တစ်ခုအပြီးမှာအကီရာဟာသူ့ရဲ့ဘရင်ကိုပစ်ချပြီးရှုံးနိမ့်မှုကိုဝန်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်ပရိသတ်ကအံ့အားသင့်ပြီးပါစအဟောင်းတန်းဖြစ်သွားကြပြီးအစည်းအဝေးမှုကဒါဟာတမိုင်းမှာလူသားတစ်ယောက်ကွန်ပျူတာကိုရှုံးနိမ့်ခဲ့တာပထမဆုံးအချိန်ဖြစ်တယ်လို့ရှင်းပြပါတယ်တရင်ထောက်တွေကဓာတ်ပုံရိုက်ဖို့အကီရာကိုဝိုင်းအောင်နေချိန်မှာအစီအစဉ်မှုကအကီရာရဲ့မျက်နှာဟာအလွန်ပြာနှမ်းနေတယ်လို့ပြောပြီးအားလုံးကရေမောကြပါတယ်အရှက်ရပွေကြောင့်အကီရာဟာသူ့လက်ဘရင်နဲ့ဘုတ်ကိုရိုက်မိပြီးထချမ်းကွဲသွားပါတယ်၃နှစ်အကြာမှာအကီရာသည်သူ့၏စိတ်ကြယောဂကိုကြောလွှားရန်နောက်ထပ်ညတညကိုမူးယစ်တောက်စားပြီးနောက်လမ်းပေါ်မှာအခြားဦးမဲအိမ်များတွေအတူအိတ်ဆက်နေခဲ့ပါတယ်တညမှာတော့လူမြင်းဝစ်ဆုံးဝက်အမျိုးသမီး2ယောက်ကအကီရာကိုအတဲအထားဖမ်းဆီးခေါ်ဆောင်သွားပါတယ်သူရောက်သွားတာကတော့တောတောင်တွေက6ချားပွဲရာစံအိမ်ကြီးတစ်ခုပါထိုနေရာမှာတုတ်ကောင်းကြိုက်ထားတဲ့တထေးကြီးတယောက်ကအကီရာကိုစောင့်ကြိုနေပါတယ်တထေးကြီးကအကီရာကြောင့်လောင်းကစားမှာငွေတွေအများကြီးရှုံးခဲ့ရလူလျော်ကြီးအနေနဲ့သူ့ကိုစစ်တူရင်တပွဲကစားပေးဖို့တောင်းဆိုပါတယ်အကီရာဟာကစားပွဲကိုညှင်းဆန်ဖို့ကြိုးစားပေမဲ့တထေးကြီးရဲ့စိတ်တစဆန်တဲ့စိန်ခေါ်မှုတွေကြောင့်နောက်ဆုံးမှာကစားပွဲကိုလက်ခံလိုက်ရပါတယ်ဒါပေမဲ့ဒီကစားပွဲကတာမန်မဟုတ်ပါဘူးအပြင်လောကမှာရှိတဲ့လူတွေရဲ့လှုပ်ရှားမှုတွေဟာအကီရာရဲ့စစ်တူရင်ခုံပေါ်ကအကွက်တွေအကန်ထပ်ပြနေတာပါတထေးကြီးကအကီရာရဲ့ porn နေရုပ်တစ်ခုကိုစားလိုက်တဲ့အချိန်မှာပဲအပြင်မှာလူတစ်ယောက်အသက်ခံလိုက်ရတာကိုအကီရာမြင်တွေ့လိုက်ပါတယ်အကီရာဟာကြောက်လန့်တကြားနဲ့သူ့ရဲ့စိတ်ရောဂါအထူးကုဆရာဝန်ဒေါက်တာတာမော့စီကိုတွားရောက်အကူအညီတောင်းပါတယ်ဒါပေမဲ့ဆရာဝန်ကတော့ဒါတွေဟာစိတ်အယောင်ချောက်ချတာလို့ပဲယူဆခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲဆရာဝန်ဟာစမ်းကြဲစွာတေဆုံးသွားခဲ့ပြီးအကီရာရဲ့ဘဝတစ်ခုလုံးဟာစစ်တူရင်ခုံကြီးတစ်ခုလိုဖြစ်သွားပါတယ်ကားတွေက Bishop ရုပ်လို diagonal ပဲမောင်းလို့ရတာသူနေထိုင်ခဲ့တဲ့အိမ်ကြီးကို rope လိုရဲတိုင်လိုပဲတင်းစီးကန်ရတာတွေကအကီရာကိုယူစွာလိမြောက်ထက်စေခဲ့ပါတယ်နောက်ဆုံးမှာတော့အကီရာဟာသူ့ရဲ့ဇနီးတော်ကူမီပါအန်ဒီရဲ့ရှိနေပြီဆိုတာသိလိုက်တဲ့အခါမှာတထေးကြီးစီကိုပြန်သွားပြီးဒီကစားပွဲကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးပွဲစဉ်တော့ကွင်းပြင်ကျဲတဲ့ကလူသားစစ်တူရင်ခုံပေါ်မှာကစားကြပါတယ်အကီရာရဲ့ဇနီးတော်ကူမီဟာခွင်းလိုမိဖျားဖို့နေအောင်မှာချီနှောင်ခံထားပါတယ်အကီရာအနိုင်ရဖို့နေရုပ်ကိုရွေးလိုက်ရင်သူ့ဇနီးကူမီဟာအသက်ခံရမှာပါဒီနေရာမှာအကီရာဟာအားလုံးကိုအံ့အားသွားစေမဲ့အကွက်ကိုရွေးလိုက်ပါတယ်အဲ့ဒါကတော့အနိုင်ရဖို့ထက်သူ့ဇနီးကိုကာကွယ်ဖို့အတွက်ကင်းထီတဲ့သူ့ကိုယ်သူအသက်ခံဖို့ရွေးချယ်လိုက်တာပါပြိုင်ဘက်ကအကီရာကိုဓာတ်နဲ့ထိုးလိုက်တဲ့အချိန်မှာအကီရာလဲသွားပြီမဲ့တကယ်တော့အဲ့ဒါဟာအစီအစဉ်တစ်ခုသာဖြစ်နေတာပါလူတိုင်းကလက်ခလုတ်တီးပြီးထွက်လာကြပါတယ်ဒါဟာအကီရာရဲ့စိတ်ဓာတ်ရကိုကူထပေးဖို့ဒေါက်တာတာမော့နဲ့တထေးကြီးတို့ပူးပေါင်းပြီးဖန်တီးထားတဲ့ shock therapy တုံးလက်စေကြခုလွန်တစ်ခုပါတထေးကြီးဟာတကယ်တော့အကီရာကိုချစ်မြတ်နိုးတဲ့ပရိသတ်တဦးထပြီးအကီရာကိုစက်ရုပ် super blue နဲ့ Hubert ပြန်လဲကစားစေခဲ့လာပါအကီရာရဲ့ကိုဂျိုးစွတ်တဲ့အကွက်ကိုကွန်ပျူတာကနားမလည်နိုင်ပဲ system overload ဖြစ်ပြီးပျက်စီးသွားပါတယ်စက်ရုပ်တွေကအချစ်ကိုမတွက်ချက်နိုင်ဘူးဆိုတဲ့အချက်နဲ့အတူအကီရာဟာစက်ရုပ်ကိုပါသူ့ရဲ့စိတ်တန်ရာကိုပါအောင်မြင်စွာအနိုင်ရနိုင်ခဲ့ပါတော့တယ်